အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Indian Education System အပိုင်းနှစ်ကိုပြောပြမှာဖြစ်ပါတယ်ဒီအပိုင်းမှာတော့India မှာဆိုလို့ရှိရင်ဘယ်လို board exam တွေကဘယ်လိုမျိုးစားရရှိရပြီးတော့အတိကအဖြစ်မြန်မာနိုင်ငံအကြောင်းသားတွေလာတဲ့အချိန်မှာ9တန်းနေပြီးတော့ပြန်စားတတ်တယ်များတယ်ဆိုတော့9တန်းနဲ့10တန်းအကြောင်းကိုအတိက focus ထားပြီးတော့ပြောပြမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအချက်အနေနဲ့ကဒီမှာဆိုလို့ရှိရင်အစိုးရကထုတ်တဲ့မေးခွန်းတွေကိုဘဟုကနေထုတ်တဲ့မေးခွန်းတစ်ခုတည်းကိုပဲအကုန်လုံးကပြည်နိုင်ငံလုံးကဖြေရတာမျိုးမဟုတ်ဘူးသူက CPSE ဆိုမှရှိတယ်ပြီးတော့ဒီပြည်နယ်တိုင်းမှာသူကိုင်ခွင့်ပေးတယ်ပေါ့နော်သူရဲ့ education system ကိုကိုင်ခွင့်ပေးတယ်ဥပမာ Mizoram ဆိုလို့ရှိရင်တော့ MPSE ဖြစ်တယ် CPSE ရဲ့full name ကတော့ Central Board of Secondary Education ပေါ့နော်အဲ့လိုပဲ Mizoram ဆိုလို့ရှိရင် Mizoram Board of Secondary Education ဖြစ်တယ်အဲ့ဒီအပြင်ကမှသူကတခြား NIOS ဆိုတဲ့ဟာတွေလည်းရှိသေးတယ်ပေါ့နော်သူကတော့ open တိုင်းနဲ့အဲ့လိုမျိုးအပြင်ဖြေရတဲ့ဟာမျိုးလည်းသူမှရှိပါသေးတယ်ပြီးနောက်တစ်ခုက ICSE ပေါ့နော် ICSE ကတော့ Indian Certificate of Secondary Education ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အတိက famous အဖြစ်ဆုံးကတော့CPSE ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်National Competitive Exam တွေမှာသူရဲ့ syllabus တွေကအများကြီးပြန်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကတော့ပိုပြီးမှ popular ဖြစ်တဲ့ board ဖြစ်တယ်ဒါပေမဲ့တကယ်လို့ Mizoram မှာကျမတို့အကြောင်းတက်တယ် CPSE မှာပဲတက်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပြည်နယ်တိုင်းမှာလည်းအဲ့လိုမျိုးပြန်တက်လို့ရတဲ့ဟာရှိရပေါ့နော်ပြီးလို့ရှိရင် MPSE ဆိုလို့ရှိရင်တော့ Mizoram ကဒီအစိုးရပညာရေးပုတ်ကပဲမိခွန်းတွေပါညာထုတ်ရတယ်ကိုပြည်နယ်ကိုကိုကကန်ရတယ်ပေါ့နော်MPSE မှာဖြစ်ချင်တယ်ဆိုလို့ရှိရင် MPSE အောင်မှရှိတဲ့အကြောင်းတွေကိုတက်ရမှာဖြစ်ပြီးတော့ CPSE ကိုပဲကိုကဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ CPSE မှာချိန်ထားတဲ့အကြောင်းတွေကိုကျမတို့ကတော့တက်ဖို့လုပ်မယ်ပေါ့နော်မြန်မာနိုင်ငံနဲ့အိန္ဒိယကအစိုးရစစ်စာမေးပွဲတွေဖြေတဲ့အချိန်မှာအတိကဘယ်လိုပဲကွာခြားတယ်လဲဆိုတော့ပြောပြပါမယ်10တန်းရောက်ပြီဆိုလို့ရှိရင်ဒီမှာအစိုးရစစ်တစ်ခါဖြေရတယ်စနစ်တန်းမှာတစ်ခါပြန်ဖြေရတယ်ပေါ့နော်ဒီနေ့ကတော့10တန်းမှာဘယ်လိုတွေဖြစ်တယ်ဆိုတာကိုပြောပြပါမယ်ဒီမှာကအမှတ်100ဖို့မဖြေရပါဘူး80မှတ်ဖို့ပဲဖြေရပါတယ်အဲ့ဒီကျန်တဲ့20မှတ်ကိုကြတော့ကျောင်းကနေပြီးတော့ကိုပေးခွင့်ရှိရပေါ့နော်အဲ့ဒါက class test တွေပါမဖြစ်ဖြစ် term exam တွေမှာဖြစ်ဖြစ်အဲ့ဒီဟာတွေကို10တန်းမှာကြတော့သူက15မှတ်ပေးထားပါတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အကြောင်းခေါ်ချိန်ပြည်တာတို့ပြီးလို့ရှိရင်အချင်းစာရိတ်တာပညာအတွက်ကိုတော့9မှတ်ပေးထားတယ်ဆိုတော့ကျောင်းမှာက20မှတ်ကျောင်းသားတိုင်းကို20မှတ်ပေးခွင့်ရှိရပေါ့နော်ပြီးလို့ရှိရင်အဲ့မှာအဲ့ဒီ20မှတ်ထဲမှာအောင်မှတ်ကကြတော့9မှတ်ဖြစ်တယ်အဲ့ဒါကို internal mark လို့ခေါ်တယ်အဲ့ဒီ internal mark မှာမအောင်ဘူးဆိုလို့ရှိရင်ဟို external mark မှာ80ပဲတော့80ထဲက80တော့ရနေပါစေမအောင်ပါဘူးတစ်ထည့်လုံးကြပါမယ်အဲ့ဒီ80မှတ်ထဲမှာကကြတော့အောင်မှတ်ကဘယ်လောက်လဲဆိုလို့ရှိရင်26မှတ်ဖြစ်တယ်ပေါ့နော်26မှတ်မှာ26မှတ်နဲ့ဟိုက9မှတ်ပေါင်းရင်33မှတ်ဆိုလို့ရှိရင်တော့အောင်ပါတယ်ပြီးလို့ရှိရင်သူကဒီအောင်တဲ့အမျိုးအစားထဲမှာပေါ့နော် first division second division third division ဆိုမှခွဲထားတယ်ပေါ့နော်နောက်တစ်ခုရှိသေးတာကဘာလဲဆိုလို့ရှိရင်အိန္ဒိယမှာ gap တွေရမ်းပေးပါတယ်တဘာသာနဲ့တဘာသာကြားမှာသူကရက်တွေဆမ်ပွေးဖြေရတဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးစာပြန်နှွှဲချိန်တွေပေးတယ်အနည်းဆုံးတစ်ရက်ပေးတယ်ပေါ့နော်အစိုးရစစ်စာမေးပွဲတွေကိုဆိုလို့ရှိရင်တစ်ခါတလေဆိုလို့ရှိရင်သူကတဘာသာနဲ့တဘာသာကြားကိုတစ်ပတ်ပေးရဲ့အချိန်တွေ10ရက်ပေးရဲ့အချိန်တွေရှိတယ်အဲ့လိုမျိုးနေတိုင်းဆက်တက်ဖြေရတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတလားလုံးဘာသာပေါင်းက9ဘာသာရှိတယ်ပေါ့နော်အဲ့ဒီ9နဲ့10တန်းမှာကျတော့English ရှိမယ် Math ရှိမယ်ပြီးလို့ရှိရင် science ရှိမယ် science မှာကျတော့ chemistry physics ပိုင်းအကုန်သင်ရတယ်နောက်တစ်ခု social science ပေါ့နော် social science မှာတော့ဒီ history တို့ geography တို့အများကြီးပေါ့နော် political science ပါများ disaster management ပါညာပေါ့နော်အဲ့ထဲမှာအကုန်လုံးပြန်သင်ရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ပြည်နယ်ဘာသာစကားဥပမာ Mizo subject ယူမလားတခြားပြည်နယ်ဆိုလို့ရှိရင် Manipuri subject ယူမလားအဲ့လိုမျိုးတွေလည်းရှိတယ်တကယ်လို့ကိုကမြန်မာနိုင်ငံကနေလာတယ် Mizo စကားလည်းမသိဘူးတခြား Hindi subject တွေလည်းယူဖို့အဆင်မပြေဘူးဆိုလို့ရှိရင်alternative English ဆိုတာရှိတယ်အင်္ဂလိပ်ဘာသာနောက်တစ်မျိုးပဲပေါ့နော်အဲ့ဒါကိုကရွေးချယ်ခွင့်ရှိတယ်ပေါ့နော်ဆွမ်းနာကပြောသွားတယ်အဲ့ဒီ20မှတ်ကိုကျောင်းကနေပေးခွင့်ရတယ်လို့ပြောတဲ့အချိန်မှာတချို့ကျောင်းတွေကအောင်ချက်တွေစစ်တက်ကောင်းလာတဲ့အချိန်မှာသူတို့ checking မိတတ်ပါတယ်ဘာလို့ဒီကျောင်းကစစ်တက်ကြီး2နှစ်3နှစ်4 5နှစ်လောက်ကျောင်းစစ်တက်အောင်ချက်ကောင်းပြီဆိုလို့ရှိရင်ဒီကျောင်းကိုသွားပြီးတော့စစ်ဆေးကြပါတယ်ဒီကျောင်းသားတွေကတကယ်အရေးချင်းရှိလို့ပြီးတာလားမဟုတ်လို့ရှင်ကျောင်းကနေတိုင်းပေးလိုက်တာလားဆိုမှစစ်ဆေးပါဒါကြောင့်မလို့အခု class test တွေ term exam တွေမှာဖြေထားတဲ့စာရွက်တွေကိုသူတို့က2နှစ်အမြဲတမ်း2နှစ်အနည်းဆုံးသင်ရပါတယ်တကယ်လို့ checking မိခဲ့လို့ရှိရင်ဒီကျောင်းသားဟာတကယ်အရေးချင်းရှိလို့ဒီ15မှတ်ကိုပေးရချင်းမှာပေါ့နော်သူနဲ့ထိတ်တန်းတဲ့မှတ်ကိုဒီကျောင်းသားပေးရချင်းမှာဆိုပြီးတော့ဟိုတက်တည်ပြန်ပြဖို့ဖြစ်တယ်တကယ်လို့အဲ့လိုမျိုးဟိုမဖြစ်ဘူးဆိုလို့ရှိရင်တော့ကျောင်းမှာအပိတ်ခံရတဲ့အခြေတချို့ကျောင်းတွေဆိုလို့ရှိရင်တကယ်ဟိုမဖြစ်ဘဲနဲ့ကျောင်းသားတွေမှတ်ပေးမိရဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိပါတယ်โอเคအဲ့ဆိုလို့ရှိရင်ဒီနေ့အပိုင်း2မှာတော့ဒီလောက်ပါပဲနောက်အပိုင်းမှာစစ်တမ်းမှာဘယ်လိုတွေဘာသာတွေခွဲသွားတယ်စနစ်တန်းကကြတော့အမှတ်ပေးစင်းရဘယ်လိုလဲဆိုတဲ့အကြောင်းကို higher secondary အကြောင်းကိုနောက်အပိုင်းမှာပြန်ပြောပြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်